ဒါကတော့မန်ဂနိတ်မြင့်မားစွာပါဝင်တဲ့တံမဏိဖြစ်ပါတယ်အစိတ်မရှိသလိုရေဒီယိုတက်တိကြောမှုလည်းမရှိပါဘူးဘေးကင်းပါတယ်ဒါပေမဲ့ပူနေတဲ့အချိန်မှာတော့သတိထားရပါမယ်ဒါကတော့တိုက်တေနီယမ်လွိုင်းပါကြန့်ခိုင်မှုအားကောင်းပြီးတန်ချေးမတက်နိုင်ပါဘူးအစိတ်မရှိသလိုရေဒီယိုတက်တိကြောမှုလည်းမရှိပါဘူးဒါကတော့အလူမီနီယမ်ပြားအောင်ပုံစံအလွှာလေးတွေပါအစိတ်မရှိရေဒီယိုတက်တိကြောမှုမရှိလို့အလွန်ဘေးကင်းပါတယ်ယူရေနီယမ်ဒါကတော့အစိတ်ရှိသလိုရေဒီယိုတက်တိကြောမှုလည်းရှိပါတယ်ဓာတ်ရိုက်ထိတွေ့ဖို့လုံးဝမသင့်တော့ပါဘူးဒါကတော့ဘစ်စမတ်ပါအစိတ်မရှိရေဒီယိုတက်တိကြောမှုမရှိလို့အနေရမရှိပါဘူးဒါကတော့ရွှေပါအစိတ်မရှိရေဒီယိုတက်တိကြောမှုမရှိပါဘူးဒါကတော့ပြတ်သားပါရေဒီယိုတက်တိကြောမှုမရှိပေမဲ့အစိတ်ရမ်းပြင်းတာကြောင့်ဓာတ်ရိုက်ထိတွေ့မှုကိုတားမြစ်ထားပါတယ်ဒါကတော့ရီနီယမ်ပါရှားပါပြီးအရေးပြောမှတ်မြင်မာတဲ့တတုဖြစ်ပါတယ်အစိတ်မရှိရေဒီယိုတက်တိကြောမှုမရှိသလောက်ပါပဲဒါကတော့ဂျင်းနီပါအစိတ်တောက်အနှဲငယ်ရှိနိုင်ပေမဲ့ထိတွေ့ရုံနဲ့တော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့စားမိရင်တော့အနေရရှိပါတယ်ဒါကတော့အိန္ဒိယန်ပါအစိတ်တောက်အနှဲငယ်ရှိပြီးရေဒီယိုတက်တိကြောမှုမရှိပါဘူးပါဇက်ထဲမထည့်ရင်အဆင်ပြေပါတယ်ကယ်လီဖိုးနီးယန်ဒါကတော့ဓာတ်ခွဲခန်းမှာပြုလုပ်ထားတဲ့ရေဒီယိုတက်တိကြွဓာတ်စင်ဖြစ်ပါတယ်တဂရမ်ကိုဒေါ်လာ29တန်းလောက်တန်ကြေးရှိပြီးအစိတ်ပြင်းသလိုရေဒီယိုတက်တိကြွမှုလည်းအရန်အားကောင်းလို့လုံးဝမထိတွေ့ပါနဲ့ဒါကတော့ခဲပါအစိတ်မရှိရေဒီယိုတက်တိကြွမှုမရှိလို့လက်နဲ့တိုက်ရိုက်ကင်တွင်နိုင်ပါတယ်